ကဲအားလုံးပဲမင်္ဂလာပါခင်ဗျမိုးလဲတညလုံးရွာထားတော့အခုလိုပဲထောပတ်ပင်လေးတွေကလည်းစိမ့်စိမ့်ဆူဆူနဲ့ရွတ်တက်တွေဝေနေပြီဗျကဲဈေးသွားပါမယ်ဗျာဒီဘက်ကငါးတန်းခုတ်တယ်ငါးသေးခဏနေပါဦးဘာတွေရောင်းလဲကြည့်ရအောင်ဟောဒီနေ့ငရရတယ်ဒါငါဖဲလားဟုတ်လားကိုစောင်းကြည့်ပါဦးငါဖဲတွေဘယ်လိုရောင်းလဲဗျငါဖဲသားအစိတ်ကဖြစ်ဖောက်တပိတ်တာတုံးတာအော်တပိတ်တာကောင်းတော့ဟိုဟာဒီကရောငရနေရရောငရကတတွဲနှစ်တောင်းခွဲအော်တတွဲနှစ်တောင်းဟုတ်တယ်ယူလေးတောင်းခွဲထားတယ်ဟုတ်နေရကိုယ်တလာပီးဘယ်လိုရောင်းလဲဗျတပိတ်တာ9000အော်အရှင်ပါသေးရနော်အော်တပိတ်တာ9000နင်တို့စားကြလားယူမလားဟမ်ယူမယ်โอเคအဲ့ဆိုတော့တပိတ်တာထည့်ပေးပါနော်ငါရံလို့စင်းမှာဆိုတော့မလို့တော့တက်လို့တော့ငါဟိုအများကြီးပဲစိတ်ကြချာအစားပေးတော့ဘယ်နေမနာနာဟမ်အလီကဲဒီဘက်ကတော့ဈေးရောက်တော့ကြာဆိုင်ဟင်ကာတောက်ချမယ်အဲ့ဒီဟိုရောအကျော်တွေရောဘယ်လိုရောင်းလဲဗျတစ်ထောင်ဘူးရောမလားတစ်ထောင်ဘူးရှိရောလားဂူဒီတဲ့တော်နေတယ်လားဟိုမှာစားတဲ့လူလည်းအများကြီးပါပဲပြောရတော့ဆိုတော့ကျင်းလိုက်ဟာကျင်းလိုက်နေရတယ်ဟုတ်လေအကျော်ကဘယ်လိုရောင်းလဲဗျတစ်ထောင်ဖို့ရှိခုတယ်ဗျဟောတစ်ထောင်ဘူးရှိခုနော်တို့အခုကြော်နေတာကျတော့ဘာကြော်ချက်သွန်ကြော်မင်းနဲ့ပဲလုံးအော်ချက်သွန်မင်းကြော်ဘူးဒီနေ့မိုးအေးနဲ့ဆိုတော့လေအကျော်ပဲပူစားကျန်စိတ်ရှိတန်ကြည့်လာတာခြံနေနေလားကျွန်တော်တို့ခြံထဲမှာပဲဗျဒီဘက်ပါကတ်ခုနာဗျကတ်ခုနာဟုတ်ကဲ့ကတ်ခုရောင်းရနော်ဟုတ်ကဲ့ဗျဆရာတို့တနေ့အများကြီးကုန်တာပေါ့နော်ဒီဟာလေဆိုဟုတ်ကဲ့စံဘယ်လိုခေါ်လဲမုံနစ်ကကြတော့ဘယ်နှပိတ်တာလောက်ကုန်လဲဗျတရက်ကုန်ဒီကိုရှင်းနေဆိုရင်တော့10ပိတ်တာလောက်ကုန်10ပိတ်တာလောက်ကုန်နော်ရောင်းရတာကြတော့မနေ့6နာရီနဲ့ဟုတ်တယ်ဘယ်နာရီတိလောက်ရောင်းလဲဗျဆရာဈေးအရှိနေရပါဘူးဟုတ်များတော့အပြည့်8နာရီလောက်ဆိုဈေးကွဲပြီတဲ့နော်ဈေးကွဲတာနားရီပါဈေးသိတယ်ထောပတ်ချန်တို့ရတာတွေ့ရဆန်ထောပတ်ချန်ဗျဟုတ်ကတ်ကူနေလေးဟုတ်တယ်ဗျကတ်ကူပိုင်ပါမယ်ခင်းဆက်ထားပြီဂိုင်းဆက်ပြီးပြီဗျဟုတ်ဒေတာပင်လည်းရှိတယ်ဂိုင်းဆက်တာလည်းရှိတယ်ဆရာဒီမီးပိုကကြတော့ဘယ်လိုဘာနဲ့လှုပ်ထားတာလဲဗျရွှွန်းဟမ်အုံခင်းနဲ့ရွှွန်းဟောအုံနေခင်းနဲ့ရွှွန်းချက်စရာလေးကျွန်တော်လည်းကြိုက်တယ်မိုးလေးအေးတော့မီးလည်းလုံးတယ်လို့ပေါ့ဗျာလူလေးရဲ့ကြတော့အန်တီကိုကူရောင်းပေးနေတာပေါ့နော်ဆိုတော့ဒီနေ့ကျတော့ဘာကြော်ရရမလဲဦးလေချက်သွန်ကြော်နဲ့ချက်သွန်ကြော်ရတယ်ဘူတီကြော်နဲ့ချက်သွန်ကြော်နော်โอเคပါဗျအဲဆိုတော့အန်တီလည်းပြီးလောက်ပြီးထင်တယ်ကျွန်တော်သွားစားလိုက်မယ်နော်ကျေးဇူးပါโอเคအန်တီအဲ့ဆိုကျွန်တော်ကိုဟိုဟာနော်ဘာခေါ်လဲကြာစံချက်
ဒီနေ့ကမိုးမနေ့ပိုင်း6နာရီလောက်ဆိုမိုးစရွာပြီဆိုတော့ဈေးလာတဲ့လူကနည်းနည်းနေတယ်ဗျဒါပေမဲ့ထုံးစံတိုင်းပဲစားတော့ဆိုင်တန်းတွေကတော့အဲပါစီတယ်နော်မိကွင်းငွေတလူလူနဲ့အကျော်ဖိုလေးနဲ့ခါလဲစိတ်ဝင်စားစရာကောင်းပါလေဗျဆိုတော့ဒီပို့ဒေတာမှာကြတော့ မင်းမဆိုင်တော့ရမှာ ဒီအန်ဒီရဲ့ကျန်ဆိုင်ဟင်ကတော့ကျွန်တော်ရမ်းကြိုက်ပါတယ်ဗျ ဒီမှာပဲဆိုင်မလားပါစီ ဟုတ်တယ်ဒီမှာပဲစားမယ်ဗျခဏနေပါဟုတ်ကဲ့ဗျ Thầy cũng lẩu tống phòng à? တထောင်ဘိုး8ခုရဲ့အကျော်နော်တကကြတော့ဟင်းရပူပါဗျစီးတမ်းမှာကျတော့ကိုယ်အကန်နဲ့ကိုယ်ဆိုင်နဲ့ကိုယ်နဲ့အဲ့လိုပဲရောင်းချဝယ်ကြတယ်ဗျကဲကဲအန်တီကျွန်တော်က red အစင်တင်ဖြစ်လှုပ်လို့ရနော် Thầy rồi mấy? ထဲတော့မယ်ဗျကျေးဇူးပါဒီခုံတန်းလေးတွေကလည်းလေကျွန်တော်ဟိုးငငယ်တော့တာဟန်းစီကလေးမျိုးမှာပေါ့နော်မအမေနဲ့မိုးရင်ကသွားတော့အဲ့လိုဆိုင်တိုင်းမှာထိုင်ခဲ့တဲ့ခုံလေးတွေလိုပဲချစ်စရာလေးဗျငယ်ဘဝလေးပြန်လွမ်းရတာပေါ့ဗျ ကဲမနေ့စောစောစီစီမိုးလေးအေးလေးနဲ့နော်ကျွန်တော်ဒီမှာကျန်ဆန်စက်သားကျန်ဆန်ချက်လေးစီချက်လေးနဲ့ကျွန်တော်ပူပူလေးထိုင်စားပါမယ်ဗျာစားတာတော့ရိုက်မပြတော့ဘူးနော်ဒါပေမဲ့မိုးအေးတဲမှာခုလိုပူပူလေးစားရတာတော့အမတန်မှရတာရှိမှာပါဗျာနော်ဒီမှာဟင်းရဆိုဘယ်လောက်ပူလဲဆို Dạo này số đó lụi. တဝက်တောင်ကုန်နေပြီဟင်းရပူတော့ဒီမှာနော်ကျွန်တော်အကျော်က1000ဘိုးမှာ8ခုပါဟိုတော်တော်များပါတယ်ဗျာနော်ပြီးတော့သူ့အချိန်လေးရလဲလေကျွန်တော်ငငယ်ကအကြိုက်အညာဘက်မှာမကြီးသီးချိန်လေးပေါ့အဲ့ဒါလေးဆိုရင်အရန်စားလို့ကောင်းပါတယ်ဗျာချွတ်သွန်ရဲ့ပဲရဲ့ကြော်ထားတာပေါ့နော်ရမ်းစားလို့ကောင်းပါလေဗျာဟင်းရတဝက်တောင်ကုန်တော့မယ်ဟင်းရခုထိပူပူလေးဖြစ်နေသေးရနော်ဒီမှာအကျော်ဆိုရင်ခြေုံ1000ဘိုးမှာ8ခုပဲအချင်းလေးဆိုကျွန်တော်အကြိုက်အညာဘက်ကပေါ့နော်မကြီးချင်းလေးကိုနန်နန်လေးအုပ်ထားတယ်ပြန်စားလို့ကောင်းပါတယ်ဗျ ဟိုဘက်မှာလည်းဘူတီကျော်ပေါ့နော်ဒါမှသူတို့အရင်ရောင်းရတဲ့ခါကျတော့လက်တောင်မလဲဘူးတဲ့သူတို့ကဟန်စီကျောင်းထဲမှာလည်းရောင်းနေပေါ့နော်အဲဆိုတော့ကျွန်တော်လည်းအားတဲ့အချိန်တစ်ချိန်လောက်ကျောင်းဘက်ကိုလည်းတွားပြီးအားပေးပါအောင်မယ်ဗျာဆိုင်ဖက်ရှင်ဒေါ်ကြီးကနာမည်ဒေါ်ကြီးလို့ခေါ်တယ်သူပြောပြပုံရဆိုရင်တော့သူတို့ចောင်းစီရောဒီဘက်ဈေးရောပေါ့နော်ရောင်းတဲ့အခါမှာတရက်လက်မလဲဘူးပေါ့နော်ဆိုတော့သူတို့ကဟိုမကြီးသီးအချိန်ဆိုအရန်ကောင်းပါလေဗျကျွန်တော်အညာကနေကြီးလာတဲ့ကလေးတွေဆိုတော့ပို့ပြီးတော့မကြီးသီးအရတာကိုငရုတ်သီးအရတာထက်ပိုကြိုက်ကြတယ်ပေါ့နော်
သူတို့ကအရင်ကငရုတ်စီနဲ့သုံးတဲ့အခါကျတော့တရက်ကို3ပလင်း4ပလင်းလောက်ကုန်တယ်တဲ့ဒါမှအခုကမကြီးသီးချင်ကိုလူကြိုက်ပုံများတယ်တဲ့ နာရရွက်ကမ်း လူကြိုက်ပုံများတဲ့အခါကျတော့တရက်ကိုမကြီးချင်ရည်ပဲလောက်တာကိုလေပိတ်တာ80လောက်ကိုကောင်းကောင်းကုန်တယ်တဲ့ဆိုတော့ရောက်ရတယ်တွေ့ကြည့်လိုက်အောင်နော်မုံနစ်ကလည်းတရက်ကို12ပိတ်တာလောက်ကိုကောင်းကောင်းဖြုံးနိုင်တယ်ဆိုတော့ရောက်ရတာလည်းအားရှိတယ်ဘာလို့ဆိုတော့သူ့ရဲ့ဟိုရှာဇာဟင်းကအရသာတွေကလည်းထူးခြားတယ်ကောင်းတယ်အချော်တွေကလည်းတီးတီးတန့်တန့်ကိုအရသာထူးခဲနေတယ်ဈေးကလည်းကြည့်အောင်လေ1000ဘိုး8ခုတောင်ပေးတာဆိုတော့ရောက်အားသာမကောင်းဘူးဆိုတော့လွယ်တော့မလွယ်ဘူးပေါ့နော်ဒါမဲ့သူတို့ရောက်အားနဲ့ထိန်းတယ်စေနာထည့်ထားတဲ့ခါကျတော့ကောင်းကောင်းကိုအောင်မြင်တာပေါ့ဗျာဒါတော့ကျွန်တော်9ရက်ဈေးနေ့ဟန်စီယာနဲ့ကျွန်တော်ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ဗျာဒါတဘာဝချချကျွန်တော်ခြေလက်ဒီတာကဈေးနေ့တိုင်းမှာအရန်စားကောင်းတဲ့ကြော်ဤဘူဒီကြော်နေတဲ့နေရာလေးဖြစ်ပါတယ်နော်သူဆိုင်နေရာလေးဖြစ်ပါတယ်ဗျရောင်းအားလည်းတွက်ကြည့်လိုက်ပါဦးတရက်ကိုအချိန်ကြီးပဲဟိုပိတ်တာ90လောက်ကုန်တယ်ဆိုတော့အရသာမကောင်းရင်လူတွေကဘယ်လာမလဲနော်အဲဆိုတော့ကျွန်တော်အရသာကောင်းတယ်ဆိုတာကလုံးဝအမခံနိုင်ပါတယ်ဗျာအကိုရအာလူဘယ်လိုရောင်းလဲဗျအာလူက9000ပါခင်ဗျာ9000နော်โอเคကိုစောင်းယူရအောင်နော်9000ကဲဒီဘက်ကကျွန်တော်အပြိုကြီးပေါ်လေးစက်သားဆောင်နော်ကိုမမွေတလိုက်မလို့အပြိုကြီးဒီနေ့အော်ပစုံနေတောင်ရှိတာပဲအပြိုကြီးစမှာနော်အိုးပစုံပေါ့ချိတ်တွေလည်းရှိတယ်ပစုံနေဘယ်လိုရောင်းလဲအပြိုကြီးဟိုကအခုဒါ18000နဲ့ဟိုက2000နဲ့ဒါ20နဲ့ဟိုက25ဒီဘက်ကငါးကြီးတွေကဖာငါးတွေလည်းဗျငမြင်းငချင်းဈေးတုံးကရောဒီတော့တပိတ်တာကို3000နဲ့ရာ2000 2000အော်2000လေးပါစက်သားကြတော့စက်သားတစ်ကောင်က2000နဲ့တကောင်နဲ့တောင်းဟိုကကြတော့ကလီစာတွေကကြတော့ကလီစာတရွဲကို1000ပဲနော်ဈေးချိုးရယ်နော်โอเคဘယ်မှာလားမေးတာလားနားကြလားဈေးမေးတာလေကျွန်တော်ကဈေးမေးတယ်မဟုတ်ဘူးဆိုင်ရှက်ဒီမှာလေးပေါ်လေးချက်သားဆိုင်ဒီဟမ်စီဈေးကိုရောက်တိုင်းဝင်လိုက်တာနဲ့ဘယ်ဘက်ချမ်းမှာလို့ဟုတ်တယ်မလားโอเคအဲ့ဆိုအားလုံးဝယ်ကြမှာဟုတ်တယ်ဒါတဘာဝအလားပေါ့နော်ကျွန်တော်ကတော့ပို့ကြိုက်ပါတယ်ဗျ။ဒီကတော့အေးပြက်လို့ဘာမှမလုပ်လား။အော်ငကိုရှိတော့ငကိုင်းထွက်ပြီးသားပါဗျာအမရယ်နော်။အပြိုကြီးလဲသူ့သားနဲ့နော်လာရောင်းနေပါတယ်ဗျ။